အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့စာရေးဆရာဆီယမစင်သီယာကိန်းရေးသားထားတဲ့ How to Communicate Like a Buddhist ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗုဒ္ဓအဆုံးအမနဲ့အညီပြောဆိုဆက်ဆံခြင်းဒီနေ့ခေတ်မှာဆိုရင်လူတွေနဲ့ပြောဆိုဆက်ဆံရတာကအလင်းစလုံးနဲ့အပေါ်ယံတွေပဲဖြစ်နေတာကြောင့်စိတ်ရှုပ်စရာတွေကြုံတွေ့ခံစားနိုင်ပါတယ်ဒါကြောင့်စာဖတ်သူတို့အတွက်စာနာစိတ်အပြည့်နဲ့အတိတ်ပဲရှိတဲ့ဆက်ဆံရေးလမ်းကြောင်းတစ်ခုကိုရှာဖွေတွေ့ရှိနိုင်စေမဲ့စာအုပ်တစ်အုပ်နဲ့မိတ်ဆက်ပေးကြပါမယ်။အဲဒီစာအုပ်ကတော့စာရေးဆရာမစင်သီယာကိန်းရေးသားထားတဲ့ How to Communicate Like a Buddhist ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။စာရေးသူကဗုဒ္ဓဘာသာရဲ့ဘာသာတရားတွေကိုအခြေခံပြီးတော့တတိရှိတဲ့ဆက်ဆံရေး mindful communication တစ်ခုရဲ့အနှစ်သာရတွေကိုလက်တွေ့လိုက်နာကျင့်သုံးနိုင်မဲ့နည်းလမ်းတွေအဖြစ်ထုတ်နှုတ်ရေးသားထားတာဖြစ်လို့စာဖတ်သူတို့အနေနဲ့ဒီနည်းလမ်းတွေကိုအသုံးပြုမယ်ဆိုရင်နေ့စဉ်စကားဝိုင်းတွေမှာရှင်းရှင်းလင်းလင်းစိတ်ရှိရှိနဲ့တတိရှိရှိပြောဆိုဆက်ဆံနိုင်ပါလိမ့်မယ်။ဒါကြောင့်ဒီနေ့မှာတော့ How to Communicate Like a Buddhist ဆိုတဲ့စာအုပ်မှာပါတဲ့လမ်းညွှန်ချက်တွေကိုထဲထဲဝင်ဝင်လေ့လာပြီးတော့တတိရှိစွာစစ်မှန်စွာနဲ့ကျင်နာစွာပြောဆိုဆက်ဆံခြင်းရဲ့လေးနက်တဲ့အကျိုးသက်ရောက်မှုတွေကိုဖတ်ရှုလေ့လာကြည့်လိုက်ကြရအောင်ပါဒီစာအုပ်ကစကားကိုကျင်ကျင်နာနာပြောရစီဖို့နဲ့စိတ်ရှိရှိနားထောင်တတ်ဖို့အတွက်တွေမဟုတ်ပဲကိုယ့်ရဲ့စကားနဲ့အပြုအမူတွေကကိုယ်တိုင်နဲ့ကိုယ်တိုင်ရဲ့လူမှုဆက်ဆံရေးတွေကိုဘယ်လိုပုံဖော်ပေးနေလဲဆိုတဲ့အချက်ကိုပါနားလည်သဘောပေါက်အောင်ပြောင်းလဲပေးသွားမှာပါဒါအပြင်ဒီစာအုပ်မှာပါတဲ့စာရေးသူခိန်းရဲ့အကြံဉာဏ်တွေကပျက်စီးသွားတဲ့ဆက်ဆံရေးတစ်ခုကိုပြန်ကောင်းလာစေဖို့ပြဿနာတွေကိုရင်ရင်ကြည်ကြည်အဖြေရှာနိုင်ဖို့နဲ့ကိုယ်ပုံစံအစစ်အမှန်တိုင်းရိုးရိုးရှင်းရှင်းနေထိုင်နိုင်ဖို့ကြိုးစားနေကြတဲ့စာဖတ်သူတို့အတွက်ကိုယ်ဘဝတစ်လျှောက်လုံးမှာစစ်မှန်ပြီးတော့နှလုံးသားလာတဲ့စကားတွေပြောနိုင်ဖို့စိတ်ခွန်အားတွေပေးပါလိမ့်မယ်။စာရေးဆရာမစင်သီယာကိန်းဆိုတာဆက်ဆံရေးဆိုင်ရာကျွမ်းကျင်သူတို့ဖြစ်တယ်လို့တတိရှိရှိနဲ့ထိထိရောက်ရောက်ပြောဆိုဆက်ဆံနိုင်ဖို့အဓိကရေးသားလေးရှိတဲ့နာမည်ကျော်စာရေးဆရာမတဦးလည်းဖြစ်ပါတယ်။ဗုဒ္ဓရဲ့တသနာတွေကိုပြည့်ပြည့်ဝဝနားလည်ပြီးတော့ဒီနည်းလမ်းတွေအတိုင်းနှစ်ပေါင်းများစွာကြင်ကြံအားထုတ်နေတဲ့ခိန်းကခေဟောင်းကအဆုံးအမတရားတွေကိုခေတ်သစ်အထိလိုက်နာကျင့်သုံးနိုင်တဲ့အကြံဉာဏ်တွေဖြစ်အောင်ထုတ်နှုတ်ရေးသားလေးရှိသူပါ။စာရေးသူခိန်းရေးသားခဲ့တဲ့စာအုပ်တွေဆိုရင်စာပေအသည့်တွေကိုလက်တွေ့ဘဝမှာအသုံးချနိုင်အောင်ပေါင်းဆက်ရေးသားထားရကြီးပါပဲ။စာရေးသူဦးစီးပြုလုပ်ခဲ့တဲ့အလုံးယုံဆွေးနွေးပွဲတွေဤပြသင်တန်းတွေနဲ့စာအုပ်တွေအားလုံးမှာဆိုရင်လူချင်းချင်းဆက်ဆံရေးနဲ့အတွင်းစိတ်အေးချမ်းစေဖို့ကြိုးပမ်းတာတွေတွေ့ရပါတယ်။အခုစာအုပ်မှာလည်းစာရေးသူကကိုရောတခြားသူတွေအပေါ်မှာပြောဆိုဆက်ဆံနေတဲ့ပုံစံတွေကိုပြောင်းလဲပြကြဖို့အားပေးရေးသားထားတာဖြစ်ပါတယ်။စာရေးသူကပထမဘွဲကို Bad Colleague ကနေရရှိထားတာဖြစ်ပြီးတော့မဟာဝိဇ္ဇာဘွဲကိုတော့ Sarah Lawrence Colleague ကနေရရှိထားတာဖြစ်ပါတယ်။ဒီနေ့လေးလာဖတ်ရှုသွားမယ်။ How to Communicate Like a Buddhist ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုတော့အခန်း6ခန်းခွဲပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဗုဒ္ဓရဲ့လမ်းစဉ်များမှတဆင့်တတိရှိရှိပြောဆိုဆက်ဆံခြင်းအခန်း1မှာတော့စာရေးသူကဗုဒ္ဓဘာသာရဲ့အဆုံးအမနဲ့အခြေခံသဘောတရားတွေကိုပေါင်းစပ်ပြီးတော့တတိရှိရှိပြောဆိုဆက်ဆံမှု mindful communication အကြောင်းကိုမိတ်ဆက်ရေးသားထားပါတယ်။ပြောရရင်တော့ဗုဒ္ဓရဲ့အဆုံးအမတွေမှာပါတဲ့တတိရှိရှိပြောဆိုဆက်ဆံမှုဆိုတာကပြောတဲ့အချိန်ရောနားထောင်တဲ့အချိန်မှာပါကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ကိုယ့်ရဲ့စိတ်ကိုသိရှိနေခြင်းဖြစ်ပါတယ်။ဒါကြောင့်စာရေးသူကိန်းကတတိရှိရှိနေထိုင်ခြင်းရဲ့အခြေခံသဘောတရားတွေကိုစူးစမ်းလေ့လာပြီးတော့ဒီသဘောတရားကလူမှုဆက်ဆံရေးတွေကိုဘယ်လိုပုံဖော်ပြီးလဲဆိုတဲ့အချက်ကိုလေ့လာပေါ်ထုတ်ထားပါတယ်။တကယ်တော့ဆက်ဆံရေးနယ်ပယ်မှာအရေးကြီးဆုံးအချက်ကတတိရှိခြင်းရဲ့အခြေခံသဘောတရားတွေကိုနားလည်နေဖို့ဖြစ်ပါတယ်။ဗုဒ္ဓရဲ့အဆုံးအမတွေမှာပါတဲ့တတိရှိမှု mindfulness ဆိုတာဟာအခိုက်အတန့်တစ်ခုချင်းစီတိုင်းမှာအပြည့်အဝတတိရှိနေခြင်းပါပဲ။လူချင်းချင်းပြောဆိုဆက်ဆံကြတဲ့နေရာမှာဒီလိုသာတတိရှိနေမယ်ဆိုရင်လူတွေကကိုပြောလိုက်တဲ့စကားလုံးတွေနဲ့အပြုအမူတွေကိုပို့ပြီးရွေချက်ရှိရှိလှုပ်ဆောင်နိုင်ပါလိမ့်မယ်။လူတွေရဲ့နေ့စဉ်စကားဝိုင်းတွေမှာစိတ်နှောက်ယှက်ဖြစ်စရာတွေနဲ့အလိုလျောက်တုံ့ပြန်မှုတွေပြည့်နှက်နေတဲ့တာကြောင့်
အဓိပ္ပာယ်ရှိပြီးစစ်မှန်တဲ့ဆက်ဆံရေးတွေကနေသွေးဖဲသွားစေနိုင်ပါတယ်။ဒါကြောင့်စာဖတ်သူတို့အနေနဲ့ကိုယ့်ရဲ့ပြောဆိုဆက်ဆံမှုတွေကိုစစ်မှန်လေးနက်ပြီးတော့ပိုကောင်းလာစေခြင်းနဲ့ဆိုရင်သတိရှိမှုနဲ့ပေါင်းစပ်ပေးဖို့လိုပါလိမ့်မယ်။ပြီးတော့သတိရှိပြောဆိုဆက်ဆံတဲ့နေရာမှာရည်ရွယ်ချက်ကအရေးကြီးတယ်ဆိုတဲ့အချက်ကပုံကြီးချဲ့ပြီးပြောထားတာမဟုတ်ပါဘူး။ဇာတ်သူခင်းကတော့ဘလို့စကားဝိုင်းမှာမဆိုကိုကဝင်မပြောခင်မှာရည်ရွယ်ချက်တစ်ခုခုကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားဖို့အရေးကြီးတယ်လို့ရေးသားထားပါတယ်။လိုရင်းကတော့ကိုဒီလိုအပြန်အလှန်ပြောဆိုဆက်ဆံနေရတဲ့ရည်ရွယ်ချက်နဲ့ဒီစကားဝိုင်းကနေထွက်ရှိလာမယ့်ရလဒ်တွေကိုသိရှိနားလည်ပြီးတော့တစ်ချိန်တည်းမှာပဲကိုပြောလိုက်တဲ့စကားလုံးတွေရဲ့အကျိုးသက်ရောက်မှုကိုအမြဲတမ်းသတိပြုမိနေရမှာဖြစ်ပါတယ်။ဒီလိုမျိုးကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ထွက်လာနိုင်တဲ့ရလဒ်ကိုလည်းသိမယ်။ကိုယ့်စကားလုံးတွေရဲ့အကျိုးသက်ရောက်မှုကိုလည်းသတိပြုမိနေမယ်ဆိုရင်စာနာနားလည်မှုနဲ့ငဲ့ညာထောက်ထားမှုတွေပိုရှိလာတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာမှာအသေးချာပါပဲ။ဒါကြောင့် mindfulness ဆိုတဲ့သတိရှိမှုကို intention ဆိုတဲ့ရည်ရွယ်ချက်နဲ့သာပေါင်းစပ်လိုက်မယ်ဆိုရင်နားထောင်တဲ့နေရာမှာလည်းပိုကောင်းလာပါလိမ့်မယ်။စစ်မှန်တဲ့ဆက်ဆံရေးတစ်ခုဆိုတာအပြောနဲ့နေမပြီးပဲနားထောင်တာနဲ့လည်းသက်ဆိုင်ပါတယ်။ဒီအတွက်စာရေးသူ King ကလေးလေးနက်နက်နားထောင်ခြင်းဆိုတဲ့ဗုဒ္ဓဘာသာရဲ့အလေးချိန်တစ်ခုနဲ့မိတ်ဆက်ပေးထားပါတယ်။လေးလေးနက်နက်နားထောင်ခြင်းရဲ့အဓိပ္ပာယ်ကကိုယ့်ရဲ့ထင်မြင်ယူဆချက်နဲ့ကြိုတင်မှန်းဆချက်တွေမပါဘဲပြောတဲ့သူကိုအပြေးအဝအာရုံစိုက်ပေးခြင်းပါပဲ။ဒီလိုအာရုံစိုက်ပြီးတော့နားထောင်ပေးနိုင်ဖို့အတွက်ဆိုရင်စိတ်ရှည်မှုနဲ့သဘောထားကြီးမှုတွေရှိဖို့လိုတယ်လို့ပြောတဲ့သူအနေနဲ့သူ့ရဲ့စကားတွေကိုတန်ဖိုးထားပြီးနားထောင်ပေးရလို့ခံစားသွားရနိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးပေးဖို့လည်းလိုပါတယ်။ဒါ့အပြင်စာရေးသူကသတိရှိတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာစေဖို့အတွက်မူပေါင်းတစ်ခုကိုခိုင်ခိုင်မာမာချမှတ်ပေးတဲ့နေရာမှာဗုဒ္ဓရဲ့အဆုံးအမတွေကိုထည့်သွင်းအသုံးချထားပါတယ်။မဂ်ကင်ရှစ်ပါ The Noble Eightfold Path ဆိုတာကဗုဒ္ဓဘာသာရဲ့အနှစ်သာရတစ်ခုပါ။ဒီမဂ်ကင်ရှစ်ပါမှာပါတဲ့မှန်ကန်တဲ့စကား right speech ဆိုတာလူကျင့်ဝင်အသက်နဲ့ကိုက်ညီပြီးတော့သတိရှိတဲ့စကား mindful dialogue ဖြစ်စေမဲ့လမ်းညွှန်ချက်တစ်ခုဖြစ်တာကြောင့်လူအချင်းချင်းပြောဆိုဆက်ဆံတဲ့နေရာမှာတိုက်ရိုက်အသုံးချလို့ရပါတယ်။မှန်ကန်တဲ့စကားကလူတွေအတွက်မှန်ကန်မှု truthfulness ကျင်နာမှု kindness နဲ့တင်မြတ်မှု harmony ရှိတဲ့ဆက်ဆံရေးတွေလှုပ်ဆောင်စေသလိုမူသားစကား falsehoods တွေစိတ်ဝမ်းကွဲစေမဲ့စကား divisive speech တွေနဲ့သူတစ်ပါးထိခိုက်နစ်နာစေမဲ့စကား harmful words တွေကိုရှောင်ကျဉ်မိစေပါတယ်။ဒါကြောင့်စာဖတ်သူတို့ကဒီစည်းမျဉ်းတွေကိုသာလိုက်နာပြီးပြောဆိုဆက်ဆံမယ်ဆိုရင်ပိုပြီးစဉ်းစဉ်းစားစားနဲ့လေးစားမှုရှိတဲ့ပြောဆိုဆက်ဆံမှုပုံစံတစ်ခုကိုမွေးမြူနိုင်ပါလိမ့်မယ်။အခုဖတ်ရှုလေ့လာခဲ့ရတဲ့ဗုဒ္ဓရဲ့လမ်းစဉ်များမှတစ်ဆင့်တတိရှိရှိပြောဆိုဆက်ဆံခြင်းအကြောင်းပါဆိုရင်စာရေးသူစင်ဒီယာခင်းကစာပေအသည့်တွေမဟုတ်ပဲလူမှုဆက်ဆံရေးတွေကိုပြောင်းလဲပြနိုင်မဲ့အသုံးဝင်တဲ့နည်းလမ်းတွေကိုပါရှင်းပြပေးထားတာတွေ့ရပါတယ်။ဒီနည်းလမ်းတွေကိုပြန်အနှစ်ချုပ်ရရင်တော့ပြောဆိုဆက်ဆံတဲ့နေရာမှာတတိရှိဖို့ရည်ရွယ်ချက်ရှိဖို့နဲ့ဗုဒ္ဓရဲ့ကျင့်စဉ်၈ပါးမှာတစ်ပါးပါဝင်ဖြစ်တဲ့မှန်ကန်တဲ့စကား right speech ရဲ့အခြေခံစည်းမျဉ်းတွေကိုအသုံးချဖို့ပါပဲ။ဒီအချက်တွေကိုသာလိုက်နာမယ်ဆိုရင်စာဖတ်သူတို့အနေနဲ့ပိုပြီးအဓိပ္ပာယ်ပြေဝတဲ့ဆက်ဆံရေးတွေကိုဖန်တီးနိုင်မဲ့အပြင်စကားဝိုင်းတွေမှာလည်းစာနာစိတ်အပြည့်နဲ့တက်တောင့်တက်တာပါဝင်နိုင်ပါလိမ့်မယ်။ဗုဒ္ဓရဲ့အဆုံးအမတစ်ခုဖြစ်သောမှန်ကန်သောစကားကိုဆိုခြင်း၏အခြေခံစည်းမျဉ်း၅ရပ်အခန်း1မှာတော့စာရေးသူစင်ဒီယာခင်းကမှန်ကန်သောစကား right speech ကိုပြောဆိုနိုင်ဖို့အတွက်အခြေခံစည်းမျဉ်း၅ရပ်ကိုမိတ်ဆက်ပေးပြီးတော့တတိရှိရှိပြောဆိုဆက်ဆံမှု mindful communication ရဲ့မူပေါင်းတစ်ခုကိုပြည့်ပြည့်စုံစုံရှင်းလင်းချပြထားပါတယ်။ဒီမူပေါင်းကဗုဒ္ဓဘာသာရဲ့အတွေးအမြင်ကိုအခြေခံထားပြီးတော့လူမှုဆက်ဆံရေးတွေမှာကိုကျင့်တရားနဲ့ကိုက်ညီစေဖို့ရောထိရောက်စေဖို့အတွက်ပါချမှတ်ပေးထားတဲ့လက်တွေ့ကျတဲ့လမ်းညွှန်ချက်တွေလို့လည်းပြောနိုင်ပါတယ်။အဲ့ဒီအခြေခံစည်းမျဉ်း၅ရပ်ကတော့ ၁. ကိုယ့်ရဲ့စကားမှန်ကန်ရဲ့လား Is it true 2. အထောက်အကူဖြစ်ရဲ့လား Is it helpful 3. ကျင်နာတဲ့စကားဟုတ်ရဲ့လား Is it kind 4. လူတွေကို
ညီညွတ်စေရလား Is it conducive to harmony နဲ့ငါပြောတဲ့အချိန်မှာပြောတာဟုတ်ရဲ့လား Is it spoken at the right time ဆိုတဲ့အချက်တွေပါပဲအခုဒီအခြေခံစည်းမျဉ်း9ရပ်ကိုနက်နက်နဲလေ့လာပြီးတော့နေ့စဉ်လူမှုဆက်ဆံရေးတွေမှာဘယ်လိုအသုံးချနိုင်မလဲဆိုတာကိုပါဆက်လက်လေ့လာကြည့်ကြရအောင်ပါမှန်ကန်တဲ့စကား right speech ရဲ့အခြေခံစည်းမျဉ်း9ရပ်ထဲကပထမဆုံးစည်းမျဉ်းကကိုပြောမယ့်စကားဟာမှန်ကန်ရဲ့လားဆိုတဲ့အချက်ဖြစ်ပါတယ်ဒီစည်းမျဉ်းဟာပြောဆိုဆက်ဆံရေးတွေမှာရိုးသားမှုနဲ့စစ်မှန်မှုတို့ကိုအလေးထားစေဖို့ရည်ရွယ်ပါတယ်ဒါကြောင့်စကားပြောရမယ်ဆိုရင်အပိုချဲ့ကားတာတွေအမှန်တရားကတဝက်လောက်ပဲပါတဲ့စကားတွေနဲ့မူသားစကားတွေမပါစေပဲမှန်တာကိုပဲပြောပါမယ်ဥပမာကို့အနေနဲ့တခုခုပြောတော့မယ်သတင်းတစ်ခုပေးတော့မယ်ဆိုရင်ခဏလောက်လေးရက်ပြီးတော့မှန်ရဲ့လားဆိုတာအရင်စမ်းစစ်ကြည့်ပါသိမသိကြသေးဘူးဆိုလို့ရှင်တော့မပြောဘဲနေလိုက်တာနဲ့ပြောတဲ့လောက်ပဲပြောလိုက်တာအကောင်းဆုံးပါပဲဒုတိယစည်းမျဉ်းဖြစ်တဲ့အထောက်အကူဖြစ်ရလား Is it helpful ဆိုတာကတော့ကိုပြောလိုက်တဲ့စကားကနားထောင်သူအတွက်အကျိုးရှိရလားအထောက်အကူဖြစ်ရလားဆိုတာစဉ်းစားဖို့ပါဒီစည်းမျဉ်းကတခြားသူတွေရဲ့အကျိုးစီးပွားကိုအထောက်အကူပေးနိုင်တဲ့သတင်းအချက်အလက်တွေနဲ့အတွေးအမြင်တွေကိုပဲမျှဝေဖို့လမ်းညွှန်ထားတာဖြစ်ပါတယ်ဥပမာကိစ္စတစ်ခုခုနဲ့ပတ်သက်လို့ကိုယ့်အမြင်ကိုပြောရမယ်ဆိုရင်ဝေဖန်ပြီးအပြစ်တွေကိုပဲထောက်ပြတာထက်အပြုသဘောဆောင်ပြီးပိုကောင်းတဲ့အဖြေနဲ့ပိုကောင်းအောင်လုပ်နိုင်မယ့်အကြောင်းအရာတွေကိုပဲရည်ရွယ်ပြောသင့်ပါတယ်ကျင်နာတဲ့စကားဟုတ်ရဲ့လား Is it kind ဆိုရဲတတိယစည်းမျဉ်းကတော့စကားပြောတဲ့နေရာမှာကျင်ကျင်နာနာနဲ့နူးနူးညံ့ညံ့ပြောဆိုကြဖို့တတိပေးထားတာဖြစ်ပါတယ်ကျင်နာတဲ့စကားတွေကစေတနာကိုဖြစ်စေတယ်လို့တခြားသူကိုမထိခိုက်စေပါဘူးဥပမာကိုယ့်ရဲ့မိတ်ဆွေတယောက်ခက်ခဲနေချိန်မှာစိတ်ခွန်အားတက်စေမဲ့အားပေးစကားတွေပြောပြီးရင်လည်းဒီစည်းမျဉ်းကိုအသုံးချကြည့်လိုက်လို့ရပါတယ်ထိလွယ်ရှလွယ်တဲ့အကြောင်းအရာတွေပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့လေသံနဲ့စကားအသုံးနှုန်းကစာနာမှုနဲ့ဂရုစိုက်မှုတွေထင်ဟပ်နေတယ်ပါတယ်စတုဒ္ဓအချက်ဖြစ်တဲ့လူတွေကိုညီညွတ်စေရလား Is it conducive to harmony ဆိုရဲစည်းမျဉ်းကတော့အေဂျင့်မီညီညွတ်တဲ့ဆက်ဆံရေးတွေဖြစ်စေဖို့ရည်ရွယ်တာပါဒါကြောင့်အတင်းအဖြစ်နဲ့စိတ်ဝမ်းကွဲစေမဲ့စကားတွေပြောတာမျိုးရှောင်ရှားရပါမယ်ဥပမာကိုယ့်ရဲ့လုပ်ဖို့ကံဘက်ကအဖွဲတဲ့အခြားတယောက်ကိုမကျေနပ်ဘူးလို့ပြောလာမယ်ဆိုရင်ပိုဆိုးတော့အောင်လုပ်မဲ့အစားနှစ်ယောက်လုံးမှာရှိတဲ့တူတဲ့အချက်ကိုရှာဖွေတာပဲဖြစ်ဖြစ်ပြဿနာရဲ့အဖြေကိုရှာတာပဲဖြစ်ဖြစ်လုပ်ပေးလိုက်ပါဒါဟာဥစကားကြောင့်စိတ်ဝမ်းမကွဲအောင်ကိုညီပြောဆိုလိုက်ခြင်းပါပဲနောက်ဆုံးစည်းမျဉ်းဖြစ်တဲ့ပြောတဲ့အချိန်မှာပြောတာဟုတ်ရဲ့လား Is it spoken at the right time ဆိုတဲ့အချက်ကတော့စကားပြောဆိုဆက်ဆံတဲ့နေရာမှာအချိန်ကိုက်ဖြစ်ဖို့အရေးကြီးတဲ့အကြောင်းဆိုလိုတာဖြစ်ပါတယ်ဒါကြောင့်အကြောင်းအရာနဲ့နားထောင်သူရဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့ပြောဖို့အသင့်တော်ဆုံးအချိန်ကိုရွေးပြီးပြောပါမယ်ဥပမာအနေနဲ့ကိုပြောမယ့်အကြောင်းအရာအရေးကြီးကိစ္စဖြစ်နေမယ်ဆိုရင်နားထောင်တဲ့သူကစိတ်ပူပန်နေရတဲ့တခုခုမှနှမျောနေတာမျိုးမရှိပဲလက်ခံနိုင်လောက်တဲ့အခြေအနေမှာရှိရဲဆိုတာသိကြမှပြောလိုက်ပါအခုလေ့လာခဲ့ရတဲ့အခြေခံစည်းမျဉ်း9ရပ်ကိုနေ့စဉ်စကားဝိုင်းတွေမှာထည့်သွင်းနိုင်ဖို့အတွက်လဲစိုင်းသူခိန်းကလက်တွေ့လို့ရမယ့်အလေးအကျင့်နဲ့သတိရှိစေမယ့်အလေးအထားတွေကိုအကြံပြုပေးထားပါတယ်အဲ့ဒီအလေးအကျင့်ကတော့မှတ်တမ်းဂျာနယ်တစ်ခုထားပြီးကိုယ့်ရဲ့နေ့စဉ်ပြောစကားတွေကိုဒီအခြေခံစည်းမျဉ်း9ရပ်နဲ့ကိုက်ညီရလားလို့ပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ပါပဲဒီလိုလုပ်ပေးမယ်ဆိုရင်ကိုယ့်ရဲ့နေ့စဉ်ပြောစကားတွေအပေါ်မှာပိုသတိထားမိလာပြီးတော့တဖြည်းဖြည်းနဲ့ကောင်းတဲ့အလေးအကျင့်တွေကိုပြိုးထောင်နိုင်ပါလိမ့်မယ်။ဇာတိသူကြံပြုထားတဲ့အလေးထားကတော့ကရုဏာတရားနဲ့နားထောင်ဖို့ဖြစ်ပါတယ်။ကရုဏာတရားနဲ့နားထောင်ပေးရဆိုတဲ့နေရာမှာစကားပြောတဲ့သူကိုအပြည့်အဝအာရုံစိုက်ပေးတာသူ့ရဲ့ခံစားချက်တွေကိုအတိအမှတ်ပြုပေးတာနဲ့စာနာစိတ်နဲ့တုံ့ပြန်ပေးတာတွေပါဝင်ပါတယ်။ကရုဏာတရားရဲ့နားထောင်ပေးခြင်းနဲ့စာနာစိတ်နဲ့တုံ့ပြန်ပေးခြင်းတွေကတတိရှိရှိပြောဆိုဆက်ဆံဖို့အတွက်အဓိကကျတဲ့အချက်တွေလို့ပြောပါလိမ့်မယ်။ဘာလို့လဲဆိုတော့အမှန်တကယ်စိတ်ပါဝင်စားပြီးဝေဖန်မှုမရှိဘဲနားထောင်ပြီးတဲ့အခါတစ်ဖက်လူအတွက်သူပြောချင်တာကို
စိတ်ချလက်ချပြောနိုင်မဲ့နေရာလေးတစ်ခုဖန်တီးပေးလိုက်တာနဲ့အတူတူပါပဲဒီလိုလုပ်ပေးနိုင်မယ်ဆိုရင်ဆက်ဆံရေးတွေကပိုပြီးတော့ခိုင်မာလာနိုင်တယ်လို့ပိုအဓိပ္ပာယ်ရှိပြီးအပြုသဘောဆောင်တဲ့စကားဝိုင်းတွေစီရောက်အောင်လမ်းဖွင့်ပေးနိုင်မှာဖြစ်ပါတယ်အခန်း1ကိုညီကုန်းချုပ်အောင်မယ်ဆိုရင်မှန်ကန်တဲ့စကားမှာပါတဲ့အခြေခံစည်းမျဉ်း9ရက်ကစာဖတ်သူတို့ရဲ့ပြောစကားတွေကိုပိုပြီးအဓိပ္ပာယ်ပြေဝအောင်စာနာမှုရှိအောင်နဲ့ထိရောက်အောင်ပြောင်းလဲပေးနိုင်ပါတယ်ကိုပြောလိုက်တဲ့စကားတွေကမှန်ကန်မယ် true အကျိုးရှိမယ် helpful ကျင်နာမယ် kind ညီညွတ်စေမယ် conducive to harmony တင်လျော်တဲ့အချိန်မှာပြောလိုက်တာ appropriately time ဖြစ်မယ်ဆိုတာသိကြရင်ကိုနဲ့နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့လူတိုင်းနဲ့ပို့ပြီးတော့လေးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိလာပါလိမ့်မယ်ဒါကြောင့်မှန်ကန်တဲ့စကားတွေကိုပဲပြောပြီးတော့စာဖတ်သူတို့ရဲ့နေ့စဉ်ဘဝမှာရောလုပ်ငန်းခွင်မှာပါပိုကောင်းတဲ့ဆက်ဆံရေးတွေဖြစ်အောင်မြင့်တင်ကြည့်လိုက်ဖို့တိုက်တွန်းလိုက်ပါတယ်နေ့စဉ်စကားဝိုင်းများတွင်တတိတရားလက်ကင်ထားခြင်းနေ့စဉ်စကားဝိုင်းတွေမှာတတိတရား awareness ကိုလက်ကင်ထားတာကတတိရှိရှိနဲ့ပြောဆိုဆက်ဆံခြင်းရဲ့အခြေခံအုတ်မြစ်တစ်ခုပါပဲလို့စာရေးသူကဒီစာအုပ်မှာဖော်ပြထားပါတယ်တတိတရားလက်ကင်ထားနိုင်ဖို့အတွက်ဆိုရင်ကိုယ့်ရဲ့စကားပြောတဲ့ပုံစံ speech patterns နဲ့အလေးအကျင့်တွေကိုအမြဲတမ်းဆင်ခြင်သုံးသပ်နေဖို့လိုအပ်ပါတယ်ဒီလိုအတိတရားရှိအောင်ကြိုးစားတဲ့အခါအတိတရားရှိတယ်ဆိုတာမွေးရပါမဟုတ်ပဲတမင်တကာလေ့ကျင့်ပြိုးထောင်ယူရတယ်ဆိုတဲ့အချက်ကိုသိမှစတင်နိုင်ပါလိမ့်မယ်ပထမဦးဆုံးအနေနဲ့လူတစ်ယောက်ကကိုယ့်ရဲ့ပြောစကားတွေကိုတတိပြုမိရဲဆိုတာကလေးလေးနက်နက်ဆင်ခြင်သုံးသပ်ခြင်း deep introspection နဲ့စူးစမ်းလေ့လာခြင်း observation တွေလုပ်နေလို့ပါဒါကြောင့်စကားပြောတဲ့အခါမှာကိုယ့်ရဲ့လေသံခဏခဏသုံးတတ်တဲ့အသုံးအနှုန်းနဲ့စိတ်ခံစားချက်တွေအပါအဝင်ကိုယ့်ရဲ့စကားပြောတဲ့အလေးအကျင့်တွေကိုသတိပြုမိဖို့အရေးကြီးပါတယ်ဒီအချက်တွေကိုသတိထားမိသွားတဲ့အခါကိုယ်သတိမထားမိလိုက်တဲ့သူတစ်ပါးကိုထိခိုက်စေမဲ့အရာတွေကိုရှာဖွေဖော်ထုတ်သွားနိုင်ပါလိမ့်မယ်နောက်ထပ်အနေနဲ့အပြန်အလှန်ပြောဆိုဆက်သွယ်နေတော့မှလက်ရှိအခိုက်အတန့်လေးကိုသတိထားမိအောင်လေ့ကျင့်နိုင်ဖို့အတွက်ခိန်းအကြံပြုထားတဲ့နည်းလမ်းကတော့မပြောခင်ခဏလောက်ရပ်တန့်လိုက်ခြင်းဖြစ်ပါတယ်ဒီလိုခဏလောက်ရပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့စကားအသုံးနှုန်းတွေနဲ့ဒီစကားလုံးတွေရဲ့အကျိုးဆက်တွေကိုတွေးဖို့အချိန်ရသွားမှာပါပြီးတော့ဒီလိုခဏလေးရပ်လိုက်တဲ့အခိုက်အတန့်မှာကိုပြောမယ့်စကားကမှန်ရဲ့လားအထောက်အကူဖြစ်ရဲ့လားကျင်နာတဲ့စကားဟုတ်ရဲ့လားလူတွေကိုညီညွတ်စေရဲ့လားပြောတဲ့ပြောထိုက်တဲ့အချိန်ဟုတ်ရဲ့လားဆိုရဲမှန်ကန်တဲ့စကားရဲ့အခြေခံစည်းမျဉ်း9ရပ်ကိုအသုံးချပြီးကိုမေးခွန်းထုတ်ကြည့်လိုက်ပါဒီလိုခဏလောက်ရပ်တန့်လိုက်တဲ့နည်းလမ်းအပြင်လက်ရှိအခိုက်အတန့်လေးမှာပိုပြီးသတိကပ်မိစေမဲ့အလေးအကျင့်တွေကိုလည်းခိန်းကအကြံပေးထားပါတယ်လက်ရှိအခိုက်အတန့်မှာသတိကပ်မိစေဖို့အတွက်ပထမဆုံးလေ့ကျင့်ခန်းအနေနဲ့အသက်ရှူသွင်းရှူထုတ်လုပ်တဲ့အပေါ်မှာအာရုံစိုက်ခြင်းကိုလှုပ်ဆောင်ပေးပါအသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ကငြိမ်နေမှာဖြစ်လို့စကားဝိုင်းတွေမှာရှင်းရှင်းလင်းလင်းတည်တည်ငြိမ်ငြိမ်ပါဝင်ပြောဆိုနိုင်ပါလိမ့်မယ်နောက်ထပ်လေ့ကျင့်တစ်ခုကတော့နူးနူးညံ့ညံ့နဲ့မျက်လုံးချင်းစုံအောင်ကြည့်ပြီးဖို့ဖြစ်ပါတယ်ဒီလိုကြည့်မယ်ဆိုရင်ပြောနေတဲ့သူနဲ့ကိုယ်ကြားမှာလေးနက်တဲ့ဆက်ဆံရေးတစ်ခုဖြစ်လာနိုင်တယ်လို့ကိုယ်တိုင်ရဲ့အကြည့်တွေကလည်းဟိုရောက်ဒီရောက်ဖြစ်မနေတော့ပါဘူးဒါ့အပြင်စကားဝိုင်းတွေမှာတတိတရားကိုလက်ကင်ထားနိုင်ဖို့မရှိမဖြစ်အရေးကြီးတဲ့အချက်ကတက်တက်ကြွကြွနားထောင်ပေးခြင်း active listening လုပ်ပေးဖို့ဖြစ်ပါတယ်ပြောလိုက်တဲ့စကားတွေကိုကြားရဆိုရုံလေးနားထောင်နေတာထက်အပြည့်အဝအာရုံစိုက်ပေးတာနားလေတာပြန်လဲတုံ့ပြန်တာနဲ့မှတ်မိနေတာတွေဟာတက်တက်ကြွကြွနားထောင်ပေးနေလို့ပါပြီးတော့ခေါင်းငိမ်တာလက်ရှိမှာပြောခဲ့တဲ့အချက်တွေကိုအနှစ်ချုပ်ပေးတာနဲ့မရှိရင်မေးခွန်းပြန်မေးတာစတဲ့နည်းလမ်းတွေသုံးပြီးတော့လဲကိုကစကားဝိုင်းမှာအပြည့်အဝအာရုံစိုက်ထားတယ်လို့ပြသပေးနိုင်ပါသေးတယ်ဒီလိုတက်တက်ကြွကြွနားထောင်တဲ့နည်းလမ်းကကိုယ့်ရဲ့နားလည်နိုင်စွမ်းကိုမြင့်တင်ပေးမယ်ပြင်နားထောင်တဲ့ပေါ်မှာထားရှိရဲ့လေးစားမှုနဲ့စာနာမှုကိုဖော်ပြပေးရလေရောက်ပါတယ်ဒါ့အပြင်
ဆက်ဆံရေးတွေပိုကောင်းလာဖို့အတွက်ခိန်းကမဝေဖန်မဲစောင့်ကြည့်အကဲခတ်တဲ့ non judgmental observation အလေးချင်းရှိဖို့လဲအလေးပေးပြောပြထားပါတယ်ဒီအလေးချင်းကကိုယ်တိုင်ရောကိုယ်နဲ့ပြောဆိုဆက်ဆံနေတဲ့သူတွေပေါ်မှာပါပြောနေတဲ့အကြောင်းအရာကိုပဲဖြစ်ဖြစ်ပြောနေတဲ့ပုံစံကိုပဲဖြစ်ဖြစ်ဝေဖန်မှုမရှိဘဲလေ့လာပေးဖို့ဖြစ်ပါတယ်ဒီလိုမျိုးကိုယ့်ရဲ့ကြိုတင်ထင်မြင်ယူဆချက်တွေနဲ့ဝေဖန်မှုတွေကိုဘေးဖယ်ထားလိုက်မယ်ဆိုရင်ပိုပြီးရိုးသားပွင့်လင်းတဲ့စကားတွေပြောထွက်လာမှအသေးကြပါပဲစကားဝိုင်းတွေမှာသတိတရားလက်ကင်ထားနိုင်ဖို့အတွက်ပြန်လည်စဉ်းစားပြီးမှတ်စုချရည်တဲ့အလေးချင်း reflective journaling လုပ်ပေးဖို့လေစာရေးသူခိန်းကတိုက်တွန်းထားပါသေးတယ်အပြန်လည်ပြောစကားတွေကိုချရည်ပြီးတော့ခန်းစားချက်တွေကိုဝေဖန်သုံးသပ်ရင်ကိုကဘလို့တုံ့ပြန်လိုက်လဲဆိုတာကိုပါစမ်းစစ်ကြည့်မယ်ဆိုရင်ကိုအမြဲတမ်းပြောဆိုမိနေတဲ့ပုံစံကိုသိလာနိုင်တယ်လို့ပိုကောင်းအောင်လုပ်ဖို့လိုနေတဲ့အပိုင်းကိုလည်းရှားတွေ့သွားမှာဖြစ်ပါတယ်ဒီလိုမှတ်စုချရည်တဲ့အလေးချင်းကသတိရှိတဲ့ပြောဆိုဆက်ဆံမှုတွေဖြစ်လာအောင်ကြိုးစားနေတဲ့လန်ကီတစ်လျှောက်လုံးမှာအမြဲတမ်းလေ့လာသင်ယူနိုင်ပြီးတော့တိုးတက်နေအောင်လှုပ်ဆောင်ပေးပါလိမ့်မယ်နောက်ဆုံးအချက်အနေနဲ့သတိရှိရှိပြောဆိုဆက်ဆံနေဆိုတာကထုတ်ပြောလိုက်တဲ့စကားတွေဒါမကကိုယ့်ရဲ့အတွင်းစိတ်မှာဖြစ်ပေါ်နေတဲ့စကား internet dialogue တွေနဲ့လည်းသက်ဆိုင်နေပါတယ်ဒါကြောင့်ကိုယ့်ရဲ့အတွင်းစိတ်မှာဖြစ်နေတဲ့စကားတွေကိုလည်းသတိရှိရှိလေ့လာစူးစမ်းပြီးတော့မှန်ကန်တဲ့စကားရဲ့အခြေခံစီးမြင်9ရက်နဲ့ကိုက်ညီအောင်ဦးတည်ပေးရပါမယ်ဒီလိုအတွင်းစိတ်မှာဖြစ်နေတဲ့စကားတွေကိုပါသတိရှိနေမယ်ဆိုရင်ပြင်ပကပြောဆိုဆက်ဆံရေးတွေအပေါ်မှာလည်းအလိုလျောက်ပို့ပြီးတော့သတိထားမိပြီးသားဖြစ်နေပါလိမ့်မယ်အခုဖတ်ရှုလေ့လာခဲ့ရတဲ့အခန်း3မှာတော့စာရေးသူစင်ဒီယာခိန်းကနေ့စဉ်ပြောစကားတွေမှာအတိတရားလက်ကင်ထားနိုင်စေမယ့်နည်းလမ်းနဲ့အလေးအကျင့်တွေကိုရေးသားထားတာတွေ့ရပါတယ်တတိတရားရှိအောင်လေ့ကျင့်ယူနိုင်ဖို့အတွက်လေးလေးနက်နက်စင်ကြင်သုံးသပ်ခြင်း deep introspection စူးစမ်းလေ့လာခြင်း observation စကားမပြောခင်ခဏလောက်ရပ်လိုက်ခြင်း the practice of pausing အသက်ရှူသွင်းရှူထုတ်လုပ်တဲ့အပေါ်မှာအာရုံစိုက်ခြင်း focusing on the breath နူးနူးညံ့ညံ့နဲ့မျက်လုံးချင်းစွန့်အောင်ကြည့်ပေးခြင်း maintaining soft eye contact နဲ့တည်တည်ကြကြနားထောင်ပေးခြင်း active listening အစရှိတဲ့နည်းလမ်းတွေအပြင်မဝေဖန်မဲစောင့်ကြည့်အကဲခတ်တဲ့ non judgmental observation အလေးအကျင့်ပြန်လည်စဉ်းစားပြီးမှတ်စုချရည်တဲ့ reflective journaling အလေးအကျင့်နဲ့ကိုယ့်ရဲ့အတွင်းစိတ်မှာဖြစ်ပေါ်နေတဲ့စကား internal dialogue တွေအပေါ်မှာတတိရှိရှိစူးစမ်းလေ့လာတဲ့အလေးအကျင့်တွေလှုပ်ဆောင်ပေးရပါမယ်စာဖတ်သူတို့ကဒီနည်းလမ်းတွေကိုနေ့စဉ်စကားဝိုင်းတွေမှာအသုံးချလိုက်မယ်ဆိုရင်မစင်းစားမစင်ကြံပဲအလိုလျောက်ပြောဆိုမိနေရကနေပိုရွယ်ချက်ရှိပြီးတော့ကရုဏာစိတ်နဲ့ပြောဆိုဆက်ဆံနိုင်တော့မှာဖြစ်ပါတယ်ရလက်အနေနဲ့စာဖတ်သူတို့ရဲ့ဆက်ဆံရေးတွေတိုးတက်ကောင်းမွန်လာပြီးတော့လေးနဲ့ညီညွတ်လာမှာအသေးကြပါပဲခက်ခဲသည့်စကားဝိုင်းများကိုတတိရှိရှိကင်တွယ်ခြင်းပြောရဆိုတာခက်ခဲတဲ့စကားဝိုင်း difficult conversation တွေကိုတတိရှိရှိကင်တွယ်နိုင်ဖို့အတွက်စိတ်တည်ငြိမ်မှု equanimity နဲ့စာနာမှု compassion ဆိုတဲ့နည်းဗျူဟာတွေသုံးမှုလိုပါတယ်ဒါကြောင့်ခက်ခဲတဲ့စကားဝိုင်းအနေနဲ့ကြုံတွေ့ရပြီဆိုရင်စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့ကြည်လင်အေးစီးတဲ့စိတ်နဲ့ချဉ်ကပ်လိုက်ပါပြီးတော့ဒီစကားဝိုင်းကနေထွက်ပေါ်လာမဲ့ရလဒ်တွေနဲ့စိတ်ခံစားချက်အနှိမ့်အမြင့်တွေပေါ်မှာအရန်ကြီးစိတ်ကိုနှစ်ထားတာမျိုးမလုပ်ဘဲစိတ်အစွဲလမ်းမထားဖို့ non attachment လည်းလိုပါသေးတယ်ဒီလိုမျိုးရလဒ်တွေအစားပြောဆိုဆက်ဆံနေတဲ့အခိုက်အတန့်လေးမှာပဲစိတ်နဲ့ထားလိုက်မယ်ဆိုရင်ခက်ခဲတဲ့စကားဝိုင်းတွေကိုပို့ပြီးတော့အဆင်ပြေပြေချောချောမွေ့မွေ့ကင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်ခက်ခဲတဲ့စကားဝိုင်းတစ်ခုချင်းစီကိုချင်းကပ်နိုင်စေမဲ့နောက်ထပ်နည်းဗျူဟာတစ်ခုကတော့ဗုဒ္ဓဘာသာဝင်တယောက်ရဲ့စိတ်သက်ထားရှိဖို့ပါဗုဒ္ဓဘာသာဝင်တွေကဆိုရင် deep breathing ဆိုတဲ့အသက်ကိုပြင်းပြင်းရှူတာမတုံ့ပြန်ခင်မှာခဏလောက်ရပ်လိုက်တာနဲ့သဘောထားကြီးကြီးထားတာစတဲ့နည်းလမ်းတွေကိုပေါင်းဆက်ကျင့်သုံးနေကြသူတွေဖြစ်ပါတယ်အသက်ကိုပြင်းပြင်းရှူခြင်းကတုံ့ပြန်ခြင်းတဲ့စိတ်ကိုထိန်းညှိပေးတယ်လို့စိတ်ကိုလည်းကြည်လင်စေပါတယ်ခဏလောက်ရပ်တန့်လိုက်ခြင်းကြောင့်ဉာဏ်ပါပါနဲ့ရည်ရွယ်ချက်ရှိရှိတုံ့ပြန်နိုင်မှုအချိန်ရသွားပြီးတော့သူတစ်ပါးကိုထိ
ထိခိုက်နာကျင်စေမဲ့တုံ့ပြန်မှုတွေနှဲပါသွားအောင်လျှော့ချပြနိုင်ပါတယ်။သဘောထားကြီးကြီးထားခြင်းကလည်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းတဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့စာနာမှုနဲ့နားလည်မှုတို့ကိုဖြစ်ပေါ်စေပါတယ်။ခက်ခဲတဲ့စကားဝိုင်းတစ်ခုချင်းစီကိုချင်းကပ်နိုင်မှုဆိုရင်စာနာစိတ်နဲ့နားထောင်တတ်ဖို့ကလည်းအရေးကြီးပါသေးတယ်။စာနာစိတ်နဲ့နားထောင်တတ်တယ်ဆိုတာတစ်ဖက်လူရဲ့ပြောစကားတွေအပေါ်မှာချက်ချင်းမှတ်ချက်ချပြီးတုံ့ပြန်တာမျိုးမလုပ်ပဲတည်တည်ချာချာနားထောင်ပြီးရအောင်ဆိုလိုပါတယ်။ဒါကြောင့်စာနာစိတ်နဲ့နားထောင်တာဟာစကားလုံးတွေကိုကြားယုံကြားလိုက်တာမျိုးမဟုတ်ပဲစကားလုံးတွေရဲ့နောက်ွယ်ကခံစားချက်နဲ့ရည်ရွယ်ချက်ကိုပါအကဲခတ်လိုက်တာပါ။ဒီလိုနားထောင်ပြီးမှတစ်ဖက်လူရဲ့အမြင်ကိုကောင်းကောင်းနားလည်ပြီးတော့ပြဿနာရဲ့အပေါ်ယံနေမဟုတ်ပဲနောက်ွယ်ကအကြောင်းရင်းတွေကိုပါဖြေရှင်းနိုင်ပါလိမ့်မယ်။ဒါကြောင့်ဆက်ဆံရေးတင်းမာမှုတွေကိုရောကြစေတယ်လို့ပိုပြီးအဆင်ပြေတဲ့အခြေအနေတစ်ခုကိုပါဖန်တီးနိုင်မှာဖြစ်ပါတယ်။ခက်ခဲတဲ့စကားဝိုင်းတွေမှာသတိရှိရှိပြောဆိုနိုင်ဖို့နောက်ထပ်အရေးကြီးတဲ့အချက်တွေကတစ်ဖက်လူရဲ့ခံစားချက်ကိုအတိအမှတ်ပြုခြင်းနဲ့လက်ခံပေးခြင်းတို့ပဲဖြစ်ပါတယ်။ဒီလိုပြောလို့တစ်ဖက်လူပြောသမျှအားလုံးသဘောတူပြရမယ်လို့ဆိုလိုတာမဟုတ်ပဲသူ့ရဲ့ခံစားချက်ကိုအတိအမှတ်ပြုပေးရတဲ့အရေးကြီးတယ်လို့လက်ခံပေးတာကိုဆိုလိုချင်တာပါ။ဒီလိုခံစားနေရတာကိုကျွန်တော်နားလည်ပါတယ်။ဒီကိစ္စခမရအတွက်တကယ်အရေးကြီးတဲ့ပုံပဲနော်။စတဲ့စကားတွေကတစ်ဖက်လူအတွက်စိတ်သက်သာရစေတယ်လို့ပို့ပြီးတော့အကျိုးရှိတဲ့စကားဝိုင်းဖြစ်အောင်လေလမ်းခင်းပေးနိုင်ပါလိမ့်မယ်။ရှေ့မှာဖော်ပြခဲ့တဲ့နည်းဗျူဟာတွေကိုလက်တွေ့အသုံးချနိုင်အောင်လို့ဥပမာလေးတွေနဲ့ထပ်ပြီးတော့ရှင်းပြချင်ပါသေးတယ်။လုပ်ငန်းခွင်တစ်ခုမှာလုပ်ဖို့ကိုင်မဲ့2ယောက်က project တစ်ခုနဲ့ပတ်သက်ပြီးတော့ညှင်းခုန်နေကြပြီဆိုပါစို့။ဒီလိုအခြေအနေမျိုးမှာတယောက်ကအခုလိလာခဲ့ရတဲ့အခြေခံစည်းမျဉ်းတွေကိုအသုံးချပြီးတော့အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရင်စိတ်တည်ငြိမ်အောင်လုပ်တာနှစ်ဖက်လုံးရဲ့အရင်းခံပြဿနာတွေကိုနားလည်သွားအောင်စာနာစိတ်နဲ့နားထောင်လိုက်တာမျိုးတွေလုပ်ကြည့်လိုက်ပါ။ရလက်အနေနဲ့ဒီနည်းလမ်းတွေကိုအသုံးချလိုက်တဲ့လူကဆက်ဆံရေးတင်းမာအောင်လုပ်မိမဲ့အစားမျက်မျက်တတနဲ့စာနာစိတ်ကိုထားနိုင်သွားမှာဖြစ်ပြီးနှစ်ဦးနှစ်ဖက်ပို့ပြီးတော့ညီညွတ်သွားအောင်လှုံ့ဆော်နိုင်ပါလိမ့်မယ်။နောက်ထပ်ဥပမာတစ်ခုအနေနဲ့မိသားစုမှာငင်းခုန်ဖြစ်ပြီးဆိုပါစို့စိတ်ခံစားချက်နောက်ကိုလိုက်ပြီးတော့ညှင်းဆန်နေမဲ့အစားဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်တွေကိုအတိမတ်ပြုပြီးတာကျင်နာပြီးမှန်ကန်တဲ့စကားတွေကိုပြောပြီးတာနဲ့အားလုံးရဲ့အမြင်နဲ့ကိုက်ညီမဲ့အဖြေတစ်ခုကိုရှာနိုင်ဖို့ကြိုးစားတာတွေလုပ်ကြည့်လိုက်ပါဒီနေရာမှာတစ်ဖက်လူပြောတာကိုကိုယ့်အနေနဲ့ရှင်းရှင်းလင်းလင်းနားလည်ပါတယ်လို့ပြသနိုင်ဖို့အတွက်ကိုနားလည်တဲ့နည်းနဲ့ပြန်ပြောပြခြင်းနဲ့ကိုယ့်ရဲ့အမြင်ကိုတည်တည်ငြိမ်ငြိမ်လေးလေးစားစားပြောပြတာတွေလုပ်ပြရပါမယ်ဒီဥပမာနှစ်ခုစလုံးမှာဆိုရင်စိတ်အစွမ်းလမ်းမထားဖို့နဲ့စိတ်တည်ငြိမ်မှုရှိဖို့လည်းအရေးကြီးပါသေးတယ်စိတ်အစွမ်းလမ်းမထားဘူးဆိုတာကကိုယ့်ရဲ့အတောက်ဖယ်ရှားပြီးတော့တစ်ဖက်လူကကိုယ်စော်ကားနေတာလို့မခံယူပဲပြဿနာကိုဖြေရှင်းခွင့်ပေးလိုက်ခြင်းပါပဲစိတ်တည်ငြိမ်မှုရှိလာတဲ့အခါမှာဆိုရင်လေစကားဝိုင်းကပိုတင်းမာလာပြီးတော့စိတ်ခံစားချက်တွေကပိုမြင့်တက်လာမယ်ဆိုရင်တော့ကိုကတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးဖြစ်နေပါလိမ့်မယ်အခန်းလေးကိုအနှစ်ချုပ်ပြောရမယ်ဆိုရင်ပြောရဆိုတာခက်ခဲတဲ့စကားဝိုင်းတွေကိုပြောင်းလဲပြဖို့ကြိုးစားနေတဲ့ရည်ရွယ်ချက်ကပိုပြီးလေးနက်တဲ့ဆက်ဆံရေးတွေနဲ့နားလည်မှုရှိလာစေဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီလိုစကားဝိုင်းတွေကိုတည်ငြိမ်တဲ့စိတ်စာနာစိတ်အစွဲလမ်းမထားတဲ့စိတ်ဗုဒ္ဓဘာသာဝင်တယောက်ရဲ့စိတ်တွေနဲ့ချင်းကပ်ဖို့လိုတယ်လို့စာနာစိတ်နဲ့နားထောင်ခြင်းတစ်ဖက်လူရဲ့ခံစားချက်ကိုအတိမတ်ပြုခြင်းနဲ့လက်ခံပေးခြင်းတွေလည်းလှုပ်ဆောင်ပေးရပါမယ်ဒါဆိုရင်တော့စာဖတ်သူတို့ကပြဿနာတွေကိုထိထိရောက်ရောက်ကင်တွယ်နိုင်ပြီးတော့ပိုအဓိပ္ပာယ်ပြေဝပြီးညီညွတ်တဲ့ဆက်ဆံရေးတွေဖြစ်ပေါ်လာအောင်ဖန်တီးနိုင်မှာအသေးကြပါပဲဆက်ဆံရေးတွင်စိတ်ရှည်မှုနဲ့နားလည်ခြင်းကိုမွေးမြူခြင်းတတိရှိတဲ့ပြောဆိုဆက်ဆံမှုဖြစ်လာအောင်လေ့ကျင့်တဲ့နေရာမှာစိတ်ရှည်မှုကအခြေခံအချက်ဖြစ်တယ်လို့ဗုဒ္ဓဘာသာရဲ့အဆုံးအမတွေနဲ့လည်းနက်နက်ရှိုင်ရှိုင်ဆက်ဆံနေပါတယ်လူချင်းချင်းကြားမှာစစ်မှန်တဲ့ဆက်ဆံရေးနဲ့နားလည်မှုရှိဖို့ဆိုရင်စိတ်ရှည်မှုရဲ့အရေးပါမှုကိုအလေးမထားလို့မရပါဘူးအကြောင်းရင်းကတော့ဒီနေ့ခေတ်လိုလင်းလင်းမြဲမြဲတိုးတက်ပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာစိတ်ရှည်ရှည်မထားတဲ့အခါဆက်ဆံရေးအဆင်မပြေမှုအငြင်းပွားမှုနဲ့စာနာစိတ်ကင်းမဲ့မှုတွေဖြစ်လာနိုင်လို့ပါပဲဒါကြောင့်အရှိန်လျှော့ချပေးပြီးတော့
အမှန်တကယ်နားထောင်တတ်ခြင်းနဲ့ဂရုတစိုက်တုံ့ပြန်တတ်ခြင်းတွေဖြစ်လာစေမဲ့စိတ်ရှိမှုကိုလေ့ကျင့်ပြိုးထောင်ယူလိုက်မယ်ဆိုရင်ညီညွတ်ပြီးအဓိပ္ပာယ်ပြေသွားတဲ့ဆက်ဆံရေးတွေဖြစ်လာပါလိမ့်မယ်။ပြောရရင်တော့စိတ်ရှိမှုကအဓိပ္ပာယ်ပြေသွားတဲ့ဆက်ဆံရေးဖြစ်လာအောင်နေရာတစ်ခုဖန်တီးပေးတဲ့နေရာမှာအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေတယ်ဆိုတာကိုသဘောပေါက်မှသူ့ရဲ့အရေးပါပုံကိုနားလည်နိုင်မှာဖြစ်ပါတယ်။စိတ်ရှိရဲဆိုတာတခြားသူတွေကိုအပြည့်အဝထုတ်ဖော်ပြောဆိုနိုင်အောင်အချိန်ပေးလိုက်တာဖြစ်ပြီးတော့ကြားဖြတ်ပြောတာနဲ့အဆုံးသတ်သွားအောင်မြန်ပြောခိုင်းတာမျိုးတွေလည်းမလုပ်ရပါဘူး။တစ်ချိန်တည်းမှာလည်းကိုယ့်ရဲ့အလင်းစလိုတုံ့ပြန်မှုတွေကိုတတိရှိရှိစိုင်းငံ့ခြင်းမျိုး mindful suspension လုပ်မယ်ဆိုရင်စဉ်စဉ်စားစားနဲ့စာနာမှုရှိတဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်နိုင်ပါလိမ့်မယ်။စိတ်ရှင်မှုကိုလေ့ကျင့်ယူနိုင်ဖို့အတွက်စာရေးသူကနည်းလမ်း၃ခုမျှဝေပေးထားပါတယ်။နံပါတ်၁နည်းလမ်းကတော့ဝင်သက်ထွက်သက်ကိုသတိထားပြီးရှုတဲ့လေ့ကျင့်ခန်းကိုလှုပ်ဆောင်မှုဖြစ်ပါတယ်။ဒီနည်းလမ်းကစကားဝိုင်းတစ်ခုမှာဝင်မပြောခင်အချိန်ခဏယူပြီးဝင်သက်ထွက်သက်ကိုအာယုံစိုက်လိုက်တာပါပဲ။အသက်ရှူသွင်းရှူထုတ်လုပ်နေတာကိုအာယုံစိုက်လိုက်တဲ့အခါစိတ်တည်ငြိမ်သွားမှာဖြစ်တယ်လို့တည်တည်ချာချာနားထောင်ဖို့အတွက်လည်းအစဉ်နဲ့ဖြစ်သွားပါလိမ့်မယ်။နည်းလမ်းနံပါတ်2ကတော့တက်ကြွကြွနားထောင်တဲ့အလေးချင်းရှိဖို့ဖြစ်ပါတယ်။တက်ကြွကြွနားထောင်နေဆိုတာပြောရတဲ့နားထောင်တာကိုအဓိကအာယုံစိုက်လိုက်တာပါ။ဒီနေရာမှာပြောလိုက်တဲ့စကားကိုကြားလိုက်ရုံနဲ့မပြီးပဲစကားလုံးရဲ့နောက်ကွယ်ကစိတ်ခံစားချက်နဲ့ရည်ရွယ်ချက်တွေကိုပါနားလည်ဖို့လိုပါတယ်။ပြီးတော့တခြားသူစကားပြောနေတော့မှတုံ့ပြန်တာတွေမလုပ်ဘဲအပြည့်အဝအာယုံစိုက်နားထောင်ပေးလိုက်ပါဒီလိုအလေးအကျင့်တွေကိုလှုပ်ဆောင်မယ်ဆိုရင်တခြားသူတွေရဲ့စကားကိုတည်တည်ချာချာနားလည်နိုင်တဲ့စွမ်းရည်တွေတည်တည်တသာတိုးတက်လာပါလိမ့်မယ်နောက်ဆုံးလှုပ်ဆောင်ရမယ့်နံပါတ်3နည်းလမ်းကတော့တတိရှိရှိရက်တက်လိုက်ခြင်း mindful proximity ဖြစ်ပါတယ်စကားဝိုင်းတစ်ခုမှာမတုံ့ပြန်ခင်ခဏလောက်ရက်လိုက်တဲ့အလေးချင်းကိုကျင့်သုံးပေးရပါမယ်ဒီလိုခဏလေးရက်လိုက်တာကစက္ကန့်ပိုင်းလောက်ပဲဆိုပေမဲ့အလိုလျောက်ပြောဆိုမိခြင်းဆိုတဲ့တန်တရားကိုရက်တန့်ပေးနိုင်ပါတယ်ဒီလိုတတိရှိရှိရက်တက်လိုက်ခြင်းကြောင့်ရွေချက်ရှိရှိနဲ့စာနာစိတ်ပါရင်တုံ့ပြန်မှုတွေကိုလုံဆောင်နိုင်စေမှာဖြစ်ပါတယ်တတိရှိတဲ့ပြောဆိုဆက်ဆံရေးမှာစိတ်ရှိမှုအပြင်စာနာမှုနဲ့လေးနက်တဲ့နားလည်မှုတွေကလည်းမရှိမဖြစ်လိုအပ်တဲ့အချက်တွေပါပဲစာနာမှုရှိမှတခြားသူရဲ့နေရာကိုဝင်ကြည့်ပြီးသူ့ရဲ့အမြင်ကိုပါနားလည်နိုင်မှာဖြစ်ပါတယ်ကိုမှဒီလိုစာနာမှုရှိရဲ့အမြင်ရှိသွားပြီဆိုရင်ဆက်ဆံရေးတွေမှာပိုပြီးနားလည်လက်ခံနိုင်သွားတယ်လို့ဝေဖန်မှုတွေလည်းယုံနေသွားပါလိမ့်မယ်ဒါကြောင့်စာရေးသူကနားလည်မှုနဲ့စာနာမှုတွေကိုမြင့်တင်ပေးနိုင်ဖို့အတွက်နည်းလမ်း၃ခုပေးထားပါတယ်ပထမဆုံးနည်းလမ်းကတော့ရှုထောင့်ပြောင်းကြည့်တဲ့အလေးအကျင့် perspective talking exercise ပဲဖြစ်ပါတယ်ဒါကြောင့်စာဖတ်သူတို့ကကိုယ်နဲ့ပြောဆိုဆက်ဆံနေတဲ့သူရဲ့အမြင်ရှုထောင့်ကိုတည်တည်ချာချာစဉ်းစားကြည့်တတ်တဲ့အလေးအကျင့်မျိုးလုပ်ပေးရပါမယ်ဒီလိုလေ့ကျင့်နိုင်ဖို့အတွက်ဒီလူဘယ်လိုခံစားနေရတာလဲသူတို့ကိုဘယ်ရာဒီလိုမြင်စေတာလဲစရမေးခွန်းတွေကိုမေးကြည့်နိုင်ပါတယ်ဒီအလေးကျင့်ကြောင့်ကိုယ့်ရဲ့တစ်ဖက်သက်အမြင်ကနေပိုပြီးမျှတတဲ့နားလည်မှုစီပြောင်းလဲသွားပါလိမ့်မယ်ဒုတိယနည်းလမ်းကတော့စဉ်းစားစားနားထောင်တတ်တဲ့အကျင့် reflective listening ကိုလေ့ကျင့်ဖို့ဖြစ်ပါတယ်ဒီအတွက်စကားဝိုင်းနေမှာဆိုရင်အဓိကအချက်တွေကိုကိုနားလည်တယ်လို့ပြောပြတာလုပ်ပြီးတော့ပြန်သုံးသပ်ကြည့်ပါဥပမာအနေနဲ့ကျွန်တော်နားလည်လိုက်တာကတော့ဆိုတာမျိုးနဲ့အစချပြီးပြောပြတာမျိုးပါဒီလိုပြောပြလိုက်တာကြောင့်ကိုကတည်တည်ချာချာနားထောင်နေပါတယ်ဆိုတော့ပြသပေးနိုင်မယ်ပြင်ပြောသူကလည်းနားလည်မှုလွဲတာရှင်ပြန်ပေးနိုင်ဝင်ရသွားပါလိမ့်မယ်တတိယနည်းလမ်းကတော့ကရုဏာစိတ်နဲ့တရားထိုင်ခြင်း compassion meditation ဖြစ်ပါတယ်ဒါကြောင့်စာဖတ်သူတို့ကကရုဏာစိတ်ကိုပြိုးထောင်နိုင်ဖို့ရည်ရွယ်ပြီးတော့တရားထိုင်တာမျိုးလုပ်ပြရပါမယ်ဒီလိုတရားထိုင်တဲ့အခါကိုယ်စိတ်ကူးထဲမှာတခြားသူတွေကိုကျင်နာမှုနဲ့နားလည်မှုတွေမျှဝေပေးနေတယ်လို့မြင်အောင်ကြည့်လိုက်ပါကရုဏာစိတ်နဲ့တရားထိုင်ခြင်းကအပြန်အလှန်ဆက်ဆံရေးမှာကိုနူးညံ့ပျော့ပြောင်းစေပြီးတော့စိတ်ရှိမှုနဲ့စာနာမှုတွေလည်းဖြစ်ပေါ်လာစေနိုင်ပါတယ်ဒီနည်းလမ်း၃ခုအပြင်စိတ်ရှိမှုနဲ့နားလည်မှုတွေဖြစ်စေတဲ့နောက်တစ်ချက်ကတော့စကားဝိုင်းမှာနေရာလေးတစ်ခုဖန်တီးပေးခြင်းပဲဖြစ်ပါတယ်ဒီလိုနေရာတစ်ခုဖန်တီးပေးရဆိုတာကအတူတွေကိုဖြည့်ရှင်းစီမံနိုင်တဲ့တိတ်ဆိတ်သွားတဲ့အချိန်တွေခွင့်ပြုပေးတာပါပဲလူတွေကတိတ်ဆိတ်သွားရင်
စိတ်မသက်မသာခံစားရလေရှိတာကြောင့်မလိုအပ်တဲ့စကားတွေနဲ့ဖြည့်ပြီးဖို့ကြိုးစားတတ်ကြပါတယ်။ဒါပေမဲ့ဒီလိုအခိုက်အတန့်တွေကိုသတိရှိရှိအသုံးပြုမယ်ဆိုရင်တော့တိတ်ဆိတ်သွားတဲ့အချိန်တွေကဆက်ဆံရေးမှာအင်မတန်အသုံးဝင်တာတွေ့ရပါလိမ့်မယ်။ခန်းငါ့ကိုညီကုန်းချုံးရမယ်ဆိုရင်စကားဝိုင်းတွေတိုင်းကိုစိတ်ရှိမှုနားလည်မှုနဲ့သာချင်းကပ်မယ်ဆိုရင်အပြန်အလှန်ဆက်ဆံရေးတွေကပိုကောင်းလာမှာဖြစ်ပါတယ်။ဒါအပြင်လူမှုဆက်ဆံရေးတွေကပိုပြီးခိုင်မာလာသလိုနားလည်မှုလွဲတာတွေကလည်းနည်းပါးလာပါလိမ့်မယ်။ Mindful communication ဆိုရဲတတိရှိရှိပြောဆိုဆက်ဆံခြင်းမှာစိတ်ရှိမှုဆိုတာမတုံမလုံနေတာမဟုတ်ပဲတက်တက်ကြွကြွပါဝင်ဆောင်ရွက်နေရမှာဖြစ်ပါတယ်။အခန်းကားမှာဖတ်ရှုလေ့လာခဲ့ရတဲ့နည်းလမ်းတွေကိုအမြဲတမ်းအလေးကျင့်လုပ်နေမယ်ဆိုရင်စာဖတ်သူတို့ကဗုဒ္ဓတပါးလိုပြောဆိုဆက်ဆံခြင်းရဲ့အခြေခံအချက်ဖြစ်တဲ့အလိုအလျောက်မဟုတ်ပဲစဉ်းစဉ်းစားစားနဲ့တုံ့ပြန်ပြောဆိုနိုင်စွမ်းတွေတိုးပွားလာပါလိမ့်မယ်။အခန်း6မိမိ၏ပြောဆိုဆက်ဆံရေးဆိုင်ရာအလေးအကျင့်များကိုရေရှည်တည်တံ့အောင်ပြောင်းလဲခြင်းစာဖတ်သူတို့အနေနဲ့ကိုယ့်ရဲ့လူမှုဆက်ဆံရေးအလေးအကျင့်တွေကိုရေရှည်တည်တံ့တဲ့အလေးအကျင့်အသစ်တွေဖြစ်အောင်ပြောင်းလဲခြင်းနဲ့ဆိုရင်ဒီစာအုပ်မှာလေ့လာဖတ်ရှုခဲ့ရတဲ့တတိရှိရှိပြောဆိုဆက်ဆံတဲ့အလေးအကျင့်တွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာထည့်သွင်းအသုံးချနိုင်ဖို့ကြိုးကြိုးစားစားအားထုတ်ရပါလိမ့်မယ်။ဒီလိုလှုပ်ဆောင်လိုက်တာနဲ့လည်းချက်ချင်းကြီးပြောင်းလဲတည်တံ့သွားမှာတော့မဟုတ်ပါဘူး။ဒါကြောင့်ဒီအလေးအကျင့်တွေကိုအမြဲတမ်းအသုံးချနေရမှာဖြစ်ပြီးတော့ကိုတတိပြုမိအောင်ကြိုးစားဖို့လည်းလိုအပ်ပါသေးတယ်။ဒါကြောင့်ပထမဆုံးအဆင့်အနေနဲ့တတိရှိခြင်းရဲ့စီးမြန်းတွေကိုနေ့စဉ်ပြောဆိုဆက်ဆံမှုတွေမှာအသုံးချလိုက်ပါ။ပြီးတော့ကိုတတိထားဖို့လိုအပ်တဲ့နေရာတွေကိုသိရှိသွားအောင်လို့ကိုယ့်ရဲ့စကားဝိုင်းတွေကိုပုံမှန်လေးဆင်ခြင်သုံးသပ်ကြည့်ပါ။ဒီလိုသုံးသပ်တဲ့အခါငါစကားဝိုင်းမှာတကယ်ပြည့်ပြည့်ဝဝအာရုံရောက်ခဲ့ရဲ့လား။ရှင်းရှင်းလင်းလင်းနဲ့ကျဉ်ကျဉ်းနာနာပြောမိခဲ့ရဲ့လား။မဝေဖန်မဲနားထောင်ပေးခဲ့မိရဲ့လား။စသဖြင့်ကိုမေးခွန်းတွေပြန်မေးကြည့်ပါ။ဒီလိုဆင်ခြင်သုံးသပ်လိုက်ကြည့်မယ်ဆိုရင်တတိရှိရှိပြောဆိုဆက်ဆံခြင်းနဲ့မကိုက်ညီတဲ့စကားပြောတဲ့ပုံစံအဟောင်းတွေကိုတတိပြုမိသွားပါလိမ့်မယ်။စာဖတ်သူတို့နောက်ထပ်သိထားရမယ့်အချက်ကအလေးကျင့်ကောင်းတွေတိဆောက်ခြင်းနဲ့ဆိုရင်ရည်ရွယ်ချက်ရှိရှိနဲ့လေးကျင့်ယူရတယ်ဆိုတာပါပဲ။ဒါကြောင့်ပိုပြီးဂရုတစိုက်နားထောင်တတ်ဖို့ရွေးချယ်တာစင်ကြင်ုံတရားနဲ့ငဲ့ညာထောက်ထားတဲ့စကားတွေဖြစ်ဖို့အတွက်မတုံ့ပြန်ခင်မှာခဏလောက်ရပ်လိုက်တာစသဖြင့်ကိုတီဆောက်ခြင်းတဲ့အလေးအကျင့်ကိုတိတိကျကျသတ်မှတ်ပြီးလေ့ကျင့်ပါကိုယ့်ရဲ့နေ့စဉ်လှုပ်ရိုးလှုပ်ဆံမှာဒီလိုအလေးအထအသစ်တွေကိုတတိရှိစေမဲ့အလေးအကျင့်တွေနဲ့ပေါင်းဆက်ထည့်သွင်းပါဥပမာစကားစမပြောခင်မှာအသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့အတွေးတွေအပေါ်မှာအာရုံစိုက်နိုင်ပြီးတော့လက်ရှိအခိုက်အတန့်လေးမှာရှိနေစီပါလိမ့်မယ်ဒီလိုကြိုးစားပြောင်းလဲနေတဲ့အချိန်မှာတတိထားရမယ့်အချက်ကကိုယ့်ရဲ့စကားပြောနေကြပုံစံကိုချိုးဖျက်ပြစ်နိုင်ဖို့အတွက်စိတ်ရှည်မှုနဲ့မဆုံးမနစ်ကြိုးပမ်းမှုတို့လိုအပ်တယ်ဆိုတာပါပဲအပြောင်းလဲလုပ်နေတဲ့ကာလမှာကိုအရန်မတင်းကျပ်တဲ့မောင်အကျင့်ဟောင်းတွေစီပြန်ရောက်သွားခဲ့ရင်လေကိုမဝေဖန်ပဲလက်ခံပေးပြီးပိုပြီးတတိရှိရဲ့အလေးကျင့်တွေလုပ်မိအောင်ညင်ညင်တတနဲ့ပဲလမ်းကြောင်းပြောင်းယူလိုက်ပါပြီးရင်ကိုယ့်ရဲ့တိုးတက်မှုတွေအခက်အခဲတွေနဲ့အောင်မြင်မှုတွေကိုမှတ်တမ်းတင်ထားနိုင်ဖို့မှတ်စုလေးတစ်အုပ်လောက်လည်းစောင့်ထားလိုက်ပါဒီလိုမှတ်တမ်းတင်ထားတဲ့အခါတန်မိုးရှိတဲ့အတွေးမြင်တွေရလာမယ်ပြင်တိုးတက်အောင်ဆက်လုပ်နိုင်ဖို့လည်းခွန်အားတွေရလာပါလိမ့်မယ်ဒီဆောင်မှာရေးသားတင်ပြထားတဲ့ဗုဒ္ဓရဲ့လူမှုဆက်ဆံရေးစီးမြင်တွေနဲ့တတိထားတဲ့အလေးအကျင့်တွေကြောင့်ရေရှည်ရရှိလာမယ့်အကျိုးကျေးဇူးတစ်ခုကတော့ကိုရေးကိုယ်တာနဲ့လုပ်ငန်းခွင်ဆက်ဆံရေးနှစ်ခုစလုံးပိုကောင်းလာကြမှာပဲတတိရှိပြောဆိုဆက်ဆံတဲ့အခါတခြားသူတွေနဲ့နှက်ဆိုင်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ပြီးတော့စာနာမှုငဲ့ညာထောက်ထားမှုနဲ့စစ်မှန်တဲ့နားလည်မှုတွေလည်းတိုးတက်လာပါလိမ့်မယ်ဒီချက်တွေကအဓိပ္ပာယ်ပြေးသွားပြီးထိရောက်တဲ့ဆက်ဆံရေးတွေဖြစ်အောင်လမ်းပြပေးနိုင်တယ်လို့နားလည်မှုလွဲတာတွေနဲ့ငင်းပွားမှုတွေကိုလျှော့ချပေးနိုင်ပါတယ်ဒါကြောင့်ဒီနည်းလမ်းတွေကိုအမြဲတမ်းအသုံးချနေမယ်ဆိုရင်ကိုယ့်ရဲ့လူမှုဆက်ဆံရေးတွေအားလုံးတိုးတက်ကောင်းမွန်လာတာနဲ့အတွင်းစိတ်ကပိုပြီးအေးချမ်းလာတာကိုတတိပြုမိမှာအသေးချပါပဲအခန်း6ကိုနှိမ့်ချုပ်ရရင်
ကိုမှရှိတဲ့လူမှုဆက်ဆံရေးအလေးအကျင့်တွေကိုရေရှည်တည်တတ်တဲ့အလေးအကျင့်အသစ်တွေဖြစ်အောင်ပြောင်းလဲတယ်ဆိုတာရေရှည်လုံမဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ဒါ့အပြင်လူမှုဆက်ဆံရေးကိုတတိရှိရှိချင်းကပ်ခြင်းကြောင့်ရလာမယ့်ဆုလက်တွေကလည်းလေးနက်ပြီးကျေပြန့်လွန်းပါတယ်။ဒါကြောင့်စိတ်ရှည်မှုမဆုံးမနစ်ကြိုးပမ်းမှုတို့နဲ့အတူတတိရှိခြင်းရဲ့စီးမြင်တွေကိုအသုံးချဖို့လိုပါတယ်။ဒီအလေးချင်းတွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာထည့်သွင်းအသုံးချနိုင်မယ်ဆိုရင်လူတိုင်းနဲ့ဆက်ဆံရေးတွေကပိုကောင်းလာမယ်ပြင်လောကကြီးမှာစာနာမှုနဲ့ညီညွတ်မှုတွေပိုရှိလာအောင်ဆောင်ကျဉ်ပေးနိုင်ပါလိမ့်မယ်။အခုဆိုရင်စာရေးဆရာမ Cynthia Cain ရေးသားထားတဲ့ How to Communicate Like a Buddhist ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုလေ့လာဖတ်ရှုလို့ပြီးပါပြီ။ဒီစာအုပ်ကိုအခန်း6ခန်းခွဲပြီးတော့ဖော်ပြခဲ့တာဖြစ်ပါတယ်။ခန်း1မှာစာရေးသူကဗုဒ္ဓဘာသာရဲ့အဆုံးအမနဲ့အခြေခံသဘောတရားတွေကိုပေါင်းစပ်ပြီးတော့တတိရှိရှိပြောဆိုဆက်ဆံမှုအကြောင်းကိုမိတ်ဆက်ရေးသားထားပါတယ်။အခန်း2မှာတော့ရှေ့အခန်းမှာမိတ်ဆက်ခဲ့တဲ့ဗုဒ္ဓရဲ့အခြေခံအကြဆုံးအဆုံးအမတရား8ပါးရဲ့တပါးဖြစ်တဲ့မှန်ကန်တဲ့စကား Right Speech ရဲ့အခြေခံစည်းမျဉ်း9ရဲ့အကြောင်းဖတ်ရှုခဲ့ရပါတယ်။ခန်း3မှာဆိုရင်နေ့စဉ်ပြောဆိုနေကြတဲ့စကားဝိုင်းတွေမှာအတိတရားရှိစေမယ့်နည်းလမ်းနဲ့အလေးအကျင့်တွေကိုလေ့လာခဲ့ရပါတယ်။အခန်း4မှာတော့ပြောရဆိုတာခက်ခဲတဲ့စကားဝိုင်းတွေကိုတတိရှိရှိကင်တွယ်နိုင်စေမယ့်နည်းဗျူဟာတွေအကြောင်းမှတ်သားခဲ့ရပါတယ်။ခန်း9မှာပါတဲ့နည်းလမ်းတွေကတော့ဆက်ဆံရေးတစ်ခုမှာစိတ်ရှည်မှုနဲ့နားလည်မှုရှိစေဖို့ရည်ရွယ်ပါတယ်။နောက်ဆုံးအခန်း6ကတော့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ညီပြောဆိုဆက်ဆံနိုင်စေဖို့အတွက်ကိုယ်မှာရှိနေတဲ့အလေးအကျင့်ဟောင်းတွေကိုပြောင်းလဲပြပြီးရေရှည်တည်မြဲတဲ့အလေးအကျင့်အသစ်တွေဖြစ်အောင်လှုပ်ဆောင်တဲ့နေရာမှာလိုက်နာရမယ့်အချက်တွေကိုဖတ်ရှုခဲ့ရတာဖြစ်ပါတယ်။စာဖတ်သူတို့အနေနဲ့စာရေးဆရာမ Cain ရေးသားလမ်းညွှန်ထားတဲ့နည်းလမ်းတွေနဲ့အလေးအကျင့်တွေကိုတည်တည်ချာချာလေ့လာမှတ်သားပြီးအသုံးချရင်လူတိုင်းအပေါ်မှာဗုဒ္ဓတပါးလို့ပြောဆိုဆက်ဆံနိုင်ပါစေ။ကိုယ်ရဲ့ဘဝမှာရောလူမှုအတိုက်အဝိုင်းမှာပါအေးချမ်းမှုနဲ့နားလည်မှုတွေယူဆောင်လာနိုင်ပါစေလို့ဆုမကောင်းတောင်းရင်ဒီစာအုပ်ရဲ့အနှစ်ချုပ်မှတ်စုကိုညီကုန်းချုပ်လိုက်ပါတယ်။ဒီမှာအခုဆိုရင်တော့စာရေးသူဆရာမ Cynthia Cain ရေးသားထားတဲ့ How to Communicate Like a Buddhist ဆိုတဲ့စာအုပ်ရဲ့အနှစ်ချုပ်ကိုဖတ်ပြတင်ဆက်လုပ်ပြီးပါပြီ။ပရိသတ်များအားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။